ဒီနေ့ကတော့အိမ်ကတူလေးတူမလေးအတွက်ကိုအယောင်သွေးစုံပြီးတော့အာဟာရပြေဝကျန်းမာရေးနဲ့ညွှန်တဲ့လမ်းလျှောက်လေးပြင်ဆင်မှာပဲဖြစ်ပါတယ်ရှင်မနက်ဒီစားတဲ့မူဂျိုတော့မယ်မူဂျိုပြေးလို့မရပါဘူးထမင်းမို့တော့ပြင်ဆင်ချက်ပြုတ်လိုက်အောင်ဒါမူဂျိုတော့မယ်နော်မသွားလို့မရဘူးကဲဒီနေ့ကတော့ခလေးတွေအတွက်ကိုအာဟာရပြေဝတဲ့ lunch box လေးပြင်ဆင်ပေးလိုက်ပါဦးမယ်ဒီနေ့ကတော့ခလေးတွေကိုစားချက်စပွဲဖြစ်အောင်ဒီအယောင်စုံစုံလေးနဲ့ချက်မှာပေါ့နော်ချက်ရတဲ့ရွေးချက်ကတော့ဒီ City Map မှာပြိုင်ပွဲလေးရှိရပေါ့နော်ဒီပြိုင်ပွဲကလည်းမြန် City Map ရဲ့ Facebook page ကနေပြီးတော့တွေ့ခဲ့တာပြင်ဆင်လိုက်အောင်မယ်ဒီနေ့ဈေးဝယ်လာအော်ဒီမှာပြောအောင်မယ် City Map ကလည်းဒီမှာ230ပြည့်အထိမ့်မှတ်နေနဲ့ဒီမှာနော် promotion တွေရှိရနော်မြန်နည်းနည်းသိဝယ်တာလေအိုင်ဝါကဝါရခဲ့တစ်လုံးပဲတစ်လုံးလက်စားသူဒီပြထားတဲ့အထင်းမှာဆိုလို့ရှိရင်ဒီမှာထောပတ်တီဆိုလို့ရှိရင်30ရာခိုင်နှုန်းလျှော့တာတို့ဒီမှာဆက်လက်ရွက်ဆိုလို့ရှိရင်2500တန်း2000လို့ပေါ့နော်လို့လျှော့စီးလေးတွေရှိတယ်ဒီမှာအသားတွေရောအကုန်လုံးဒီမှာစီတွေရောဒီမှာနော်မနက်ဒီစားတဲ့မူဂျိုတော့မယ်မူဂျိုပြေးလို့မရပါဘူးCity Map ကနေပြီးတော့230ပြည့်အထိမ့်မှတ်အနေနဲ့ဒုတိယအကြိမ်မြောက်ပေါ့ဒီချက်ချင်းတို့ဖြစ်အာဟာရပြည့်စည်ဆိုတဲ့ lunch box ပြိုင်ပွဲကြီးသူစီစဉ်ပေးထားတယ်။အယောင်သွေးဆောင်ရမယ်အာဟာရပြည့်ရမယ်ကျန်းမာရေးနဲ့ညှဉ်းညွှန်းရမယ်ပေါ့နော်။ပြိုင်ပွဲမှာပါဝင်ဖို့ဆိုလို့ရှိရင်ပြိုင်ပွဲခေါင်းစဉ်တိုင်းကိုချက်ရမယ်။ချက်နီးလေးစင်ပါတဲ့ဒီတပ်ပုံသုံးမဟုတ်ဗီဒီယိုကိုကိုယ့်ရဲ့ Facebook ဒါမှမဟုတ် TikTok မှာတင်ပေးထားရမယ်။တင်ထားတဲ့ post ကို screenshot ရိုက်ပြီးတော့လေ City Map မြန်မာ campaign ရဲ့ post အောက်မှာဖြစ်ဖြစ်ဒီချက်ပေါက်မှာပဲဖြစ်ဖြစ်ပို့ပြီးတော့ဝင်ပြိုင်မှာပေါ့နော်။စုကြီးအနေနဲ့ကကြတော့သူကဒီပထမဆုအနေနဲ့ကတော့3သိန်းတန် City Reward Point တဆုပေးမယ်။ဒုတိယဆုအနေနဲ့ကတော့2သိန်းတန် City Reward Point တဆုနဲ့2သိန်းဆုအနေနဲ့ကတော့3သိန်းတန် City Reward Point 3ဆုကိုပေးမှာပေါ့နော်။ပြိုင်ပွဲကာလက August လ9ရက်နေ့အထိပဲဆိုတော့လေချက်ချင်းဝင်ပြန်လိုက်ကြတော့နော်ထမင်းကြော်ပြီဆိုလို့ရှိရင်ပြန်တော့အများသောဖြက်ကညကလေးကကြံတဲ့ထမင်းကိုပဲကြော်တာသူကထမင်းချမ်းကိုကြော်မှပိုစားကောင်းတာကဲကြိုက်ဝရရင်ဆိုပစုံထည့်တော့မယ်ပစုံလေးနဲ့အမလေးခလေးအကြိုက်ရောင်သွေးလဲဆုံးရမယ်အခါလည်းပြည့်ရမယ်ကျမိုင်နဲ့လည်းညှိရမယ်နည်းနည်းသိထမင်းကြော်ဖို့တော့ကကြတော့အရင်ဦးဆုံးမြန်ကထောပတ်လေးထည့်လိုက်တယ်ပျော်လာပြီဆိုရင်ကြက်ဥထည့်တယ်ပစုံထည့်တယ်သူတို့တွေကြက်လာပြီဆိုလို့ရှိရင်တော့မြန်ကပြုတ်ထားတဲ့အသီးနှံလေးထည့်တယ်ပေါ့နော်ကဲပြီးရင်တော့ထမင်းလေးထည့်ပြီးတော့ဟိုးလိမ့်လေးမှုလိုက်တယ်မှုပြီးသွားပြီဆိုလို့ရှိရင်တော့နည်းနည်းသိထည့်မယ်ပြီးတာနဲ့အရသာသွင်းဖို့အတွက်ကိုနည်းနည်းစားလေးထည့်တယ်အရသာပို့ပြီးတော့ထူကဲပြီးစားကောင်းအောင်လို့အရသာမုံထည့်တယ်ပြီးရင်တော့အများကြီးဝယ်လာတဲ့ Maggi sauce လေးထည့်မှာပေါ့နော်။ခဏမဆလာမနဲ့မတွေ့ခဲ့လို့ရှိရမဆလာလေးပဲထည့်လိုက်မယ်နော်။ဟင်းမမဆလာပဲထည့်လိုက်။နားမွေးနေ။နန္ဒတိထမင်းကြော်လေးရပါပြီရှင်။ကြက်ရင်မောကကြတော့ညကလေးကပန်းကန်းပြားရဲ့အချိုရည်နဲ့အနောက်ရည်နဲ့စားပပလေးထည့်ပြီးတော့နှက်ထားတာပေါ့နော်။ငါကသူ့ကိုလေกินတဲ့အခါကျရင်မမာကြီးနေထားကြအရင်မကြိုက်ဘူးအဲ့တော့လေသူ့ဒီအိုးဘူးလေးလှိမ့်နေတာပေါ့နော်။အဲ့ဒါဆိုရင်လေတုံလေးနဲ့စားလို့ကောင်းတယ်။ကညွတ်ကူများရင်သွေးလေးနဲ့ဖြောပြီးတော့စိမ့်နေအောင်လို့ရေအေးလေးစိမ့်ထားပြီးတယ်။အဲ့ဒါကိုဆလတ်ရွက်ရဲ့ကြက်တော်နေလေးရဲ့မယောနစ်လေးထည့်ပြီးတော့အမှန်ကပြီးရင်ဒီလီမွန်သီးလေးညှက်လိုက်တာပေါ့နော်။သူကလေချူချူချင်လေးနဲ့တော်တော်လေးစားကောင်းတယ်။ဒါပထမဆုံးလုပ်စားဘူးတာပေါ့နော်။စီရည်နဲ့ကြော်စားတာမစားချင်ဘူးဆိုဒီလိုလေးတောက်စားကြည့်အရင်စားကောင်းပါတယ်။ကဲထမင်းမူလေးပြင်ဆင်ပြီးသွားရင်ဆိုတော့အများဓာတ်ပုံရိုက်ပြီးတော့ post လေးတင်ပြီးတော့ပြိုင်ပွဲမှာဝင်ပြိုင်လိုက်အောင်မယ်။ City Map ရဲ့230ပြည့်အထိမ်းမှတ်ကလေအခုစူလိုင်းလာဆိုလို့ရှိရင်ဒုတိယအကြိမ်မြောက်ပြိုင်ပွဲလေးပေါ့နော်။ရှေ့လာရင်မှာဆိုလို့ရှိရင်လည်းပြိုင်ထားတယ်။ပြီးတော့လေသူကစက်တင်ဘာလမှာနောက်ဆုံး final ပြိုင်ပွဲလေးလည်းရှိသေးတယ်။အဲ့တော့ရှေ့မှာပြိုင်ပြီးတော့ဆူရခဲ့တဲ့ပထမဆုနဲ့ဒုတိယဆုတွေကလေစက်တင်ဘာလမှာ final ပြိုင်ပွဲမှာထပ်မံရှင်းပြိုင်ပွဲရရှိမှာပေါ့နော် final ပြိုင်ပွဲကြီးမှာလည်းလေစုကြီးအနေနဲ့ကပထမဆုဒုတိယဆုတတိယဆုနဲ့နှစ်သိန်းဆု3ဆုဆိုပြီးတော့ထပ်မံရွေးချယ်ချီးမြှင့်ပေးသွားအောင်ပါပေါ့နော်
final ပွဲကြီးမှာဆိုလို့ရှိရင်ပထမဆုကကျပ်သိန်း30တန် City Gift ကဒုတိယဆုကကျပ်သိန်း20တန် City Gift ကတတိယဆုကကျပ်10သိန်းတန် City Gift ကနှစ်သိန်းဆုကကြတော့3ဆုပေးမှာသူကကျပ်3သိန်းတန် City Gift ကတွေကိုချိပြင်ပေးမှာပေါ့နော်ကဲချက်ပြုတ်တင်ဆောင်လိုက်တာဟာဆိုရင်ပြီးတော့ပါပြီဒါတော့မနေ့ကအသားတွေနှက်ပစုံနဲ့ခွာသိမ်းထားလို့ကဲဒါတော့မဖို့ရှမ်းဒါတော့ရုံသမားအတွက်ပါရှင်ကဲလက်ကူမြန်ဆန်နဲ့အာဟာရပြည့်ကျန်းမာရေးနဲ့ညီတဲ့အယောင်ပေးစုံနဲ့ထမင်းဘူးလေးပြင်ဆင်ပြီးတော့ပါပြီရှင်ကဲသွားပို့လိုက်အောင်မယ်ထမင်းဘူးဆိုပေမဲ့လည်းအိမ်မှာကြံတဲ့ပြိတ္တအတွက်ကိုလည်းအများကြီးချက်ရတာဆိုတော့လေမများပါဘူးအများကြီးအတွက်ကထောပတ်နံလေးရယ်မဆလာရယ်ညလေးခဏမဆလာတစ်ခါမှမသုံးဘူးရှာဝယ်တာမနေ့ကမရှိဘူးအဲ့နဲ့ရှိရမဆလာလေးပဲထည့်လာတာဆိုဟမ်ဘာသာမင်းပါလဲဒါကညွန်းနဲ့ဆလာရနဲ့မယောင်းစနဲ့တမန်စနဲ့တော့ပါစားကြည့်ကောင်းလားစားနော်ကိုအိမ်မှာလေးရုံသမားကြောင်းသမားအတွက်ကို lunch box ပြင်ပေးရမယ်အတူတူညခုပြပြထားတဲ့ campaign လေးမှာဝင်ရောက်ရှင်ပြိုင်ခြင်းအပြင်စုကြီးတွေကိုအများကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်